အားလုံးပဲမင်္ဂလာပါရှင်။ငကားရွှေဝါဆက်ရွှေရနာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့လေးမှာတော့ချစ်ရတဲ့မမင်းရဲ့ကကားတွေအတွက်ပေါ့နော် 80K ဒီဇိုင်းဆန်နကတ်ကလေးတွေကိုမမင်းကဒီနေ့ရောင်းချပေးသွားမှာဖြစ်ပါတယ်ရှင်။မမင်းနဲ့အတူတူမမင်းရဲ့ live လေးကိုအစအဆုံးကြည့်ရှုပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်။အခုပေါ့နော်မမင်းပထမအောင်ဆုံးပြပေးမယ် 80K နကတ်လေးရဆိုလို့ရှိရင်တော့ဒါမမင်းတို့ကျဲ3ဝင်လေးကိုမှဆက်ပြက်လက်ရဒီဇိုင်းဆန်လေးပါရှင်ချစ်ရတဲ့သူလေးရဲ့မျက်နှာလေးကိုလုံးဝဝင်းပါပြီးတော့လှပသွားစေမယ်ဒီဇိုင်းလက်ရဆန်လေးတစ်ခုပါရှင်အခုနကတ်လေးရဲ့ gram ချိန်လေးရဆိုလို့ရှိရင်တော့ 1.26 gram လေးကိုဈေးနှုန်းလေးရဆိုရင်တော့8သိန်းဝန်းကျင်ပဲရှိပါတယ်ရှင်အခုပေါ့နော်မမေဒုတိယမြောက်ပြပေးမယ် 80K နကတ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဒါမမေတို့ဖဲပြားလေးကိုမှာပေါ့နော်နန်းရည်ရောင်ပြဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်လူငယ်တွေအကြိုက်ဝစ်လိုက်တာနဲ့လုံးဝကိုမှ cute type ဒီဇိုင်းလေးပဲဖြစ်ပါတယ်အခုနကတ်ကလေးရဲ့ gram ချိန်လေးရဆိုလို့ရှိရင်တော့ 1.38 gram လေးကိုမှဈေးနှုန်းလေးရဆိုလို့ရှိရင်တော့8သိန်း5000ဝန်းကျင်ပဲဖြစ်ပါတယ်ရှင်ခုမမင်းနံပါတ်3ပြောင်းပေးမယ်ပတ်ပွင့်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဖွင့်ဖက်ပေါ့နော်9.4ကိုမှမမင်းတို့ကဒါနန်းရစ်ပေါ့နော်ရောင်ပြန်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်အခုနကတ်ကလေးရဲ့ gram ချိန်လေးရဆိုလို့ရှိရင်တော့1.68 gram လေးကိုမှဈေးနှုန်းလေးရတော့10သိန်း5000ဝန်းကျင်ပဲဖြစ်ပါတယ်ရှင်အခုမမင်းနံပါတ်4ပေါ့နော်ပြပေးမယ် 80K နကတ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဒါမင်းတို့ပွင့်ဖက်လေး6ပွင့်နေပေါ့နော်လုံးဝကိုမှဝက်လိုက်တာနဲ့နန်းဆန်ပြီးတော့လှပမယ်ပေါ့နော်အလှတရားလေးကိုပိုင်ဆိုင်စေမှာဖြစ်ပါတယ်ရှင်အခုနကတ်ကလေးရဲ့ gram ချိန်လေးရဆိုလို့ရှိရင်တော့ 1.45 gram လေးကိုမှဈေးနှုန်းလေးရဆိုလို့ရှိရင်တော့9သိန်း1000ဝန်းကျင်ပဲဖြစ်ပါတယ်ရှင်ခုမမင်းနောက်ဆုံးနံပါတ်5ပြပေးမယ် 80K နကတ်ဒီဇိုင်းလေးရဆိုလို့ရှိရင်တော့ဒါမမင်းတို့ကနှဆွဲလေးလို့လည်းခေါ်လို့ရတာပေါ့နော်ဘောလုံးလေးကိုမှမမင်းတို့ကအသေးပုံလေးကိုမှအသေးကြီးရောင်ပြန်ဆက်ဖြတ်ကလေးနဲ့ရှက်တောင်ပုံစံဒီဇိုင်းဆန်းလေးပါရှင်အခုနကတ်ကလေးရဲ့ gram ချိန်လေးရဆိုလို့ရှိရင်တော့2.05 gram လေးကိုမှဈေးနှုန်းလေးရဆိုလို့ရှိရင်တော့မမင်းတို့ဒါ73သိန်းဝန်းကျင်ပဲဖြစ်ပါတယ်ရှင်ဒီလေးမှဆိုရင်တော့မမရဲ့ချစ်ကကားတွေအတွက်ပေါ့နော်လုံးဝကိုမှဝက်လိုက်တာနဲ့မျက်နှာလေးကိုဝင်းမှုပြီးတော့လှပတဲ့အလှတရားလေးပိုင်ဆိုင်နိုင်ဖို့အတွက် 80K နကတ်ဒီဇိုင်းဆန်းလေးတွေကိုအပြေးလေးလာရောက်ဝင်ယူအပ်ပေးဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ချစ်ကကားတွေအတွက်ပေါ့နော် 80K ဒီဇိုင်းဆန်းလေးတွေကိုဆိုင်ရောက်လာစရာမလိုပဲအသေးစိတ်ကြည့်ရှုနိုင်ဖို့အတွက်ဗီဒီယိုလေးတွေနဲ့နေ့စဉ်တင်ဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းတို့ရဲ့ page လေးကို like and follow လေးလုပ်ထားဖို့လည်းမမေ့ပါနဲ့ရှင်ဒါအပြင်တခြားချစ်ချင်တဲ့ယန္တနာလေးတွေရှိခဲ့လို့ရှိရင်မမေ like ရဲ့ comment လေးရဲ့အောက်မှာလည်းဝင်ရေးပေးခဲ့ပါအောင်ရှင်မင်းတို့ရဲ့ပေါ့နော်live လေးကိုအခုလိုမျိုးအစအဆုံးတရှိပေးတဲ့အတွက်မင်းတို့ငကားရွှေဝါမိသားစုမှကျေးဇူးထူးပင်တရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်မင်းတို့ဆိုင်ရဲ့ 80K အလဲရောင်းလေးရတော့အလဲ10%အယောင်း15%ပါရှင်